ဘာမှမသိသေးတဲ့ကောက်လေးဗျာ Vodka နဲ့ J တော့မခွဲတတ်သေးဘူးတခြားဆိုရင်မပြောနိုင်ဘူးကောက်တေးဆိုရင်ဘာမှလည်းမသိသေးဘူးအဲ့ဒီကောက်လေးကိုခွင့်ရပေးခဲ့တယ်အဲ့တော့ကြောင့်မို့လဲကျွန်တော်ဆရာကိုဖြို့ကျွန်တော် appreciate လုပ်ပါတယ်သူကနေစပြီးတော့ဒီလမ်းကြောပေါ်ဆွတ်တင်ခဲ့တယ်အဲ့တော့ဘာတတာဖြစ်ချင်တာရက်လည်းမတောက်တတ်သေးဘူးဗျဘာနဲ့ပတ်သက်ပြီးလဲဘာမှလည်းမသိခဲ့ဘူးဖြစ်ချင်တဲ့စိတ်တစ်ခုနဲ့ပဲလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့တက်ပြီးသုတ်ပတ်မြောက်လဲကြာရောကျွန်တော်ဆရာစီကခွင့်ရတစ်လေးတစ်ခုစပြီးတော့ရခဲ့ပါတယ်ဗျအဲ့ဒါဘာလဲဆိုတော့သူလှုပ်တဲ့ဘားမှာ part time bath bed အနေနဲ့လှုပ်မလားဆိုပြီးတော့ပေါ့ကျွန်တော်လည်း okay လှုပ်တာပေါ့အဲ့လိုနဲ့ကျွန်တော်တနေ့ကိုအလုပ် full time 8နာရီ9နာရီနဲ့ဒီဘက်က part time 2နာရီ3နာရီလောက်တနေ့ကိုကျွန်တော်တို့ခန့်မှန်းကြည့်7နာရီ12နာရီလောက်ကျွန်တော်အလုပ်လုပ်ခဲ့ပါတယ်ဗျဒီနားချေဆိုတာတော့ကျွန်တော်ရဲ့အိတ်ချေတစ်ခုပဲရှိပါတယ်အဲ့ချေတော့ပေါ့အဲ့လိုနဲ့2လလည်းကြော်လာတော့ကာကပဲမျက်နှာတော်ပေးတယ်လို့ပဲပြောရမယ်ဗျကြီးမစုခွေးတစ်ခုကျွန်တော်စီရောက်လာတယ်အဲ့ဒါဘာလဲဆိုတော့ကိုဖြိုနဲ့ဘာတစ်ခုတည်းလုံနေတဲ့ဘာတတာကိုချစ်ချစ်အလုပ်တက်သွားတယ်သူ့နေရာမှာစားထုတ်ဖို့ဘာတတာကောက်တယောက်လိုအပ်တယ်ပေါ့အဲ့ချီတော့ဗျာဒီစကေးပီးနဲ့ဘာတတာကောက်တွေအများကြီးအဲ့ position နေရာအတွက်အလုပ်လာလျှောက်တာတွေ့ရတယ်ဗျဘာမှမသိသေးတဲ့ကောက်လေးဗျ Vodka နဲ့ J တော့မခွဲတတ်သေးဘူးတခြားဆိုရင်မပြောနိုင်ဘူးကောက်တေးဆိုရင်ဘာမှလည်းမသိသေးဘူးအဲ့ဒီကောက်လေးကိုခွင့်ရပေးခဲ့တယ်အဲ့တော့ကြောင့်မို့လဲကျွန်တော်ဆရာကိုဖြို့ကျွန်တော် appreciate လုပ်ပါတယ်သူကနေစပြီးတော့ဒီလမ်းကြောပေါ်ဆွတ်တင်ခဲ့တယ်ဘယ်လိုရှောက်ရမလဲဆိုတာကိုအခြေခံနေစာစနစ်တကျသိပြပေးတယ်အဲ့ဒါကြောင့်မို့လဲအခုလက်ရှိ professional bartender Rio ဆိုပြီးတော့ရက်တည်နေနေတာဖြစ်ပါတယ်ဗျဒါကြောင့်ကျွန်တော်ဆရာရဲ့ bartender class ကို join ဖို့ 100% recommend ပေးပါတယ်ဗျလူကြီးမင်းတို့နေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ H2O bartender page ကိုသွားရောက်လေ့လာနိုင်ပါတယ်အဲ့မှာဒေတာကိစ္စနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဘာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကိုသိချင်တာတွေကိုမေးမြန်းလို့ရပါတယ်ဗျOkay professional bartender ကောက်တွေဖြစ်ပါစေ good luck